ကျွန်တော်ရဲ့ဇလန်တွဲလေးထွက်မှုရှိပါတယ်အပေးလာနော်ဟိုမှာဒိုင်တာရော်ဒီပါဒိုင်တာကြီးပါလိုအပ်ချက်လေးရှိရင်လည်းပြောလို့ရပါတယ်နော်အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာကျွန်တော်နာမည်ကတော့90 17စနစ်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ကတော့ကန်တော်ကြီးထဲမှာရှူတင်လေးကျွန်တော်ရဲ့ရှူတင်လေး day 2ဖြစ်ပါတယ်ကျွန်တော်ရဲ့ချစ်စူးဆိုတဲ့ကားလေးကိုကျွန်တော်စရိုက်နေတာပါအေးတွေ့ပါပါဦးရှေ့စမှာရှင်အလီရှာပါဟုတ်ကျွန်တော်တာရွှေပါရှင်ဒီပါလိုက်လာအောင်မရှင်နေလေးပါတိုင်းပြီပါတော့ဒီပါစားနေပါပြီရှင်နေလေးပါတော့မရတော့ဘူးမှာသမီးရောက်တာလည်းမနှစ်နိုင်ထိုးတော့ဒီပါကြက်ကြက်ခဲခဲလေးနဲ့ဆွဲပါပြီကျွန်တော်ချစ်တင်လေးပါကျွန်တော်ညီကမောင်မလေးပါဟေးကျွန်တော်လည်းကတော့90 17စနစ်ဖြစ်ပါတယ်ဆက်ရမှာပါအားပေးကြပါဦးဆက်ခဏနားပေးပါဦးเนาะကျွန်တော်နှစ်ခါပြန်ရတာပေါ့เนาะဒီကြလေးဒါဒုတိယမြောက်ခါပါเนาะဟုတ်ကဲ့ပါဆက်ပြီးဆက်ရတော့ပါဒီတက်ကောင်းတဲ့အမိုက်စားဒီနေ့နဲ့ထက်လာမှုရှိပါတယ်เนาะဘလော့တွေရောဇလန်တိုတွေရောအကုန်လုံးရှိပါတယ်ဗျအားလုံးပဲဆက်ကြည့်ပေးပါဦးကျေးဇူးပါ